အားလုံးမင်္ဂလာပါ Test Story ကကျေးဇူးပါတယ်ဒီနေ့မှာတော့မိတ်ဆွေတို့ရဲ့ phone battery အားပုတ်ခံအောင်လုပ်ရမယ့်အချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ဟာနည်းပညာဆိုင်ရာဗီဒီယိုတွေကိုအများကြီးတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ပထမဆုံးလုပ်ရမယ့်အချက်ကတော့ background process limit စစ်တွေမှာဖြစ်ပါတယ်ဒီစစ်တွေကိုလုပ်ထားမယ်ဆိုရင် background မှာ run နေတဲ့ process တွေအကုန်လုံးဟာရပ်သွားပြီးတော့ battery အားဟာလည်းပိုပြီးတော့ခံလာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ setting တွေကိုသွားပါမယ်ပြီးရင် my device ဆိုတာကိုနှိပ်ပေးပါနေပြီးရင်ဒီတဲ့ F1 and space ဆိုတာကိုနှိပ်ပေးပါဒီနေရာကိုရောက်သွားပြီဆိုရင် OS version ဆိုတာကို8ချက်လောက်ဆက်တိုက်နေပြီပါမိတ်ဆွေကနေပြီးတော့အခုလိုမျိုး you are now developer ဆိုတဲ့စာနှမ်းလေးပေါ်လာပြီဆိုရင်တော့ရပါပြီဒီထဲကနေပြီးတော့ထွက်လိုက်ပါပြီးရင်အောက်ဆုံးကိုရောက်သွားအောင်ဆွဲတင်ပေးပါဒီမှာပေါ်နေတဲ့ additional setting ဆိုတာကိုနှိပ်ပေးပါပြီးရင်အပေါ်ကိုလည်းဆွဲတင်ပေးပါဒါဆိုရင်ဒီနေရာက developer option ဆိုတာကိုနှိပ်ပေးပါပြီးရင်တော့ app ဆိုတဲ့ခေါင်းစဉ်အောက်က background process limit ဆိုတာကိုရှာပေးပါရှာလို့တွေ့သွားပြီဆိုရင်ဒီစာနှမ်းလေးကိုနှိပ်ပေးပါပြီးရင် no background process ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့ background မှာ run နေတာတွေကိုလုံးဟာရပ်သွားပြီးတော့ battery အားဟာလည်းပိုပြီးတော့အသုံးခံလာမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ stop scanning setting ပဲဖြစ်ပါတယ်ဒီ setting ကတော့ wifi scanning လုပ်တာတွေ bluetooth scan လုပ်တာတွေကိုပိတ်ပြီးတော့ battery အားပိုခံအောင်လုပ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်ကျွန်တော်တို့ setting တွေကိုသွားပါမယ်ပြီးရင်အပေါ်ကိုနည်းနည်းဆွဲတင်ပေးပါဒီနေရာမှာ privacy and security ဆိုတာကိုနှိပ်ပေးပါပြီးရင် location ဆိုတာကိုနှိပ်ပေးပါဒီမှာဆိုရင် location info ဆိုတာကိုနှိပ်ပေးပါပြီးရင် location server ဆိုတာကိုနှိပ်ပေးပါဒါဆိုရင် wifi scanning တွေ bluetooth scanning လုပ်တာတွေဟာပေါ်လာပါပြီဒီနေရာမှာ wifi scanning ဆိုတာကိုနှိပ်ပေးပါနှိပ်ပြီးသွားရင်ဒီနားက cloud လေးကိုနှိပ်ပြီးတော့ပိတ်ပေးပါပိတ်ပြီးသွားရင်ပြင်ကိုထွက်ပေးပါပြီးရင် bluetooth scanning ဆိုတာကိုနှိပ်ပေးပါပြီးရင်ပေါ်က cloud ကိုနှိပ်ပြီးတော့ပိတ်ပေးပါဒါဆိုရင် Wi-Fi တွေ Bluetooth တွေဟာ auto scanning လုပ်တာတွေမရှိတော့ဘဲနဲ့ battery အားဟာလည်းပုံပြီးတော့အသုံးခံလာမှာပဲဖြစ်ပါတယ်ကျွန်တော်ခွင့်ပြထားတဲ့ set တွေဟာနည်းနည်းတော့ရှုပ်ပါတယ်တကယ်လို့ဒီလိုမျိုးတစ်စစ်ချင်မလုပ်နေချင်မှုဆိုရင်အမြန်လုပ်လို့ရတဲ့နည်းရှိပါတယ်ဒါကတော့ setting တက်ကအပေါ်က search bar မှာ scanning ဆိုပြီးတော့ရှာပေးပါဒါဆိုရင်ဒီညမှာပဲ Wi-Fi တွေ Bluetooth scanning လုပ်တာတွေပေါ်လာပါပြီဒီနည်းလမ်းနဲ့လည်းအလွယ်တကူလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ depth mode setting ပဲဖြစ်ပါတယ်ဒီစင်တွေကိုသုံးထားမယ်ဆိုရင်လည်း battery အားပိုပြီးတော့အသုံးခံလာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ setting တွေကိုသွားပါမယ်ပြီးရင်အပေါ်ကိုလည်းဆွဲတင်ပေးပါဒီနေရာမှာ display and brightness ဆိုတာကိုနှိပ်ပေးပါနေပြီးတော့ရင်ညာဘက်က depth mode ဆိုတာကိုရေးပေးပါဒီလိုမျိုး depth mode နဲ့သုံးမရင်လည်း phone battery အားဟာပိုပြီးတော့သုံးခံလာမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ brightness setting ပဲဖြစ်ပါတယ်မစ်ဆယ်ရဲ့ဖုန်းမှာမလိုအပ်တဲ့ brightness တွေအများကြီးတင်ထားတာကလည်း phone battery ကိုအားပိုကုန်စေပါတယ် brightness ချေဖို့အတွက် setting တွေကိုသွားပါပြီးရင် display and brightness ဆိုတဲ့နေရာကိုနှိပ်ပေးပါဒါဆိုရင်ဒီနေရာမှာ brightness ဆိုပြီးတော့ပေါ်နေတာလေးကိုခြေပေးပါဒီဟာလေးကိုတစ်ဝက်လောက်ထားရင်အဆင်ပြေပါပြီအများကြီးထားတဲ့ဆိုရင်တော့တစ်ဝက်လေးဖြစ်သွားအောင်ခြေပေးလိုက်ပါတကယ်လို့မိတ်ဆွေကခြေနေရတာတွေကိုမလိုချင်ဘူးသူ့ဘာသာသူအလင်းချင်ပေးတာကိုလိုချင်တဲ့ဆိုရင် auto brightness ဘေးက bottle လေးကိုနှိပ်ပေးပါဒါဆိုရင်တော့သူလိုအပ်ရင်လိုအပ်သလိုအလင်းကိုတိုး shot လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီလိုမျိုး setting ချိန်ပြီးတော့လည်း phone battery အားပုတ်ခံအောင်လုပ်လို့ရပါတယ်နောက်တစ်ခုကတော့ battery saver ပဲဖြစ်ပါတယ်ဒီ battery saver ကို fit ထားမယ်ဆိုရင် Miss ရဲ့ဖုန်းမှာမလိုအပ်တဲ့ဟာတွေကိုလုံးဝပိတ်လိုက်ပြီးတော့ phone battery အားပုတ်ခံအောင်လုပ်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ setting တွေကိုသွားပါမယ်ပြီးရင်အပေါ်ဆွဲတင်ပေးပါဒါဆိုရင်ဒီနေရာမှာပေါ်လာတဲ့ battery ဆိုတာကိုနှိပ်ပေးပါပြီးရင် carry mode ဆိုတဲ့နေရာကိုနှိပ်ပေးပါပြီးရင် battery saver ဆိုတာကိုနှိပ်ပေးပါဒါဆိုရင် battery ဟာဝိုင်အောင်လေးပြောင်းသွားပြီးတော့အားပိုခံလာမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကဖုန်းအားရမ်းနေပြီဖုန်းအားကိုခံလို့လည်းမရဘူးဆိုရင်ဒီ current mode ဆိုတဲ့နေရာမှာ ultra battery saver ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့မိတ်ဆွေရဲ့ဖုန်းမှာလုံးဝမလိုအပ်တဲ့ຢာတွေအကုန်လုံးကိုပိတ်လိုက်ပြီးတော့ battery အားပိုခံအောင်လုပ်ပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ wifi တွေ bluetooth တွေlocation တွေကိုမလိုအပ်တဲ့ခါကျရင်ပိတ်ထားပေးတာကဖုန်းအားပိုခံစေမှာပဲဖြစ်ပါတယ်လိုအပ်ရင် airplane mode ပါဖိတ်ထားသင့်ပါတယ်ပြီးရင်ဖုန်းအားသွင်းပြီးဖုန်းသွင်းတာကိုလည်းရှောင်သင့်ပါတယ်ဖုန်းအားသွင်းရင်လည်းတရားထိပြည့်အောင်မသွင်းဘဲနဲ့ 85% လောက်ထိပဲသွင်းတာကဖုန်း battery life အတွက်ပိုပြီးတော့ကောင်းပါတယ်ဒီနေ့မှာတော့မိတ်ဆွေတို့ရဲ့ဖုန်း battery အားပိုခံအောင်လိုအပ်တဲ့ချက်တွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာမိတ်ဆွေတဲ့သုံးဝင်နေဆိုရင်ကျွန်တော်ဗီဒီယိုလေးကို like လေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပေးပါသိချင်တာတွေရှိရင် comment မှာမေးပေးခဲ့ပါနောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်